အားလုံးပဲမင်္ဂလာပါဂျင်းကကင်းကနေကြိုဆိုလိုက်ပါတာဒီနေ့တော့အရွက်တွေရိုးရိုးရှင်းရှင်းကျမရင်းလဲညီညွတ်တဲ့စီလုံးဝမပါတဲ့အရွက်လေးတုပ်စားကြမယ်ဒီအရွက်ပေါ့နော်ကျမတို့ဒေတာမှာတော့ရေကျက်သွန်လို့ခေါ်တာပေါ့နော်တနေရာနဲ့တနေရာအခေါ်တော့မတူတော့ဘူးပေါ့နော်ရေကျက်သွန်ဒီအရွက်တွေကိုတေချာတန့်စင်ပြီးဆေးမယ်ကျက်သွန်နေငရုတ်ဒီစိမ့်တံပြာဒီခန်းကျင်ဒီပြင်ဆင်ထားမယ်ပြီးလို့ရှိရင်မြေပဲလော်ကိုထောင်းထားတာလေးထဲမယ်ဆိုတော့အရွက်ကိုရေဆေးပြီးရေစစ်ထားမယ်ပြီးရင်ဒီရေတွေအများကြီးမကောင်းပေါ့နော်ဆိုတော့ကိုလိုချင်တဲ့အရွယ်စားကိုလီးဖြတ်ပြီးတော့ရေလေးတွေလည်းညှစ်ထုတ်ဖို့လိုပါတယ်ပြီးကိုလိုချင်တဲ့အရွယ်စားအနေတော်လီးဖြတ်ပြီးပြီဆိုရင်ခန်းကျင်ဒီကိုပပလေးလီးထဲမယ်ဒီညမှာခန်းကျင်ဒီကမိတ်ဆွေတို့အနေနဲ့ခန်းကျင်ဒီအစိမ်းရောင်လေးကြိုက်တယ်ဆိုလဲအစိမ်းထည့်လို့ရပါတယ်ကျမကတော့နည်းနည်းမဲ့တာလေးတုံးထားတယ်ပြီးရင်ပပလေးခန်းကျင်ဒီပပလေးလီးထည့်ပေးမယ်ပြီးရင်ချက်တွန်နီပပလေးမယ်ဒီမှာကျမကတော့ချက်တွန်နီကိုရေမဆေးဘဲနဲ့ပပလေးပြီးတခါတည်းထည့်တယ်ပေါ့နော်ချက်တွန်နီကိုပပလေးပြီးတော့ရေလေးနဲ့တခါဆေးပြီးတော့မှထည့်ရင်လည်းရပါတယ်လို့ပြီးရင်ငရုတ်တီစိမ်းကိုလည်းတေးလေးဖြတ်ပြီးတော့မှထည့်မှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ငရုတ်တီအချောက်မုံတွေထည့်လဲရပါတယ်ကိုကြိုက်နေတဲ့ရာထည့်လို့ရတာပေါ့နော်ပြီးရင်တံပြာဒီညစ်ထည့်မယ်ကိုရဲ့အရွက်ပေါ်မူတည်ပြီးတော့မှတံပြာဒီအနည်းအများကိုထည့်ချင်းချိန်ထည့်လို့ရပါတယ်ပြီးမြေပဲလော်ထောင်းတဲ့ဟာထည့်ပါမယ်မြေပဲလော်တော့ညင်းအောင်မထောင်းပါဘူးပြီးလို့ရှိရင်စားထည့်မယ်ကြက်သားမုံထည့်ပါမယ်ပြီးရင်နေပြီးစားမယ်ပေါ့နော်တချို့တွေကကြတော့မြေပဲမသုံးဘဲနဲ့ငပိလေးနည်းနည်းဖုတ်ထည့်ပြီးတော့ဒီတိုင်းတုပ်စားကြတယ်ပေါ့နော်အဲ့လိုမျိုးလဲစားလို့ရတယ်ဆိုတဲ့အကြောင်းလဲပြောပြချင်ပါတယ်ကျမကတော့ငပိတော့မထည့်ဘဲနဲ့မြေပဲဆန်လေးနဲ့ပဲဒီတိုင်းတုပ်စားပါတယ်ဆိုတော့ဒီအရွက်ကိုစီလုံးဝမထည့်ပါဘူးဆိုတော့မိတ်ဆွေတို့နည်းနည်းဒန်းရဲလို့ချင်တော်၎င်းစီချောင်းချင်တဲ့လူတွေအတွက်တော်၎င်းညနေစာမစားချင်တဲ့လူတွေအတွက်တော်၎င်းထမင်းအစာဒီအရွက်လေးတုပ်ပြီးစားလို့ရှိရင်လည်းအရန်ကောင်းပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်